သူမကိုကျွန်ုပ်တို့၏သူရဲကောင်းနှင့်တွေ့ဆုံရန်ခေါ်ဆောင်လာခဲ့သည်စစ်သူကြီးကအန်နာနေထိုင်ရမည့်အိမ်ဂေဟာလေးကိုပြသရာအချိန်တို့အတွင်းပြင်ဆင်ထားတော်လဲတရက်လပနေသဖြင့်မင်းသားမှာအတော်လေးသဘောကျသွားသည်ထို့နောက်စစ်သူကြီးကအန်နာရောက်ရှိလာကြောင်းအကြောင်းကြားသည်ကျွန်ုပ်တို့၏သူရဲကောင်းလှည့်ကြည့်လိုက်သောအခါအိမ်ပေါ်ဝတ်စုံနှင့်အလွန်တရာချောမောလပနေသောအန်နာကိုတွေ့လိုက်ရသဖြင့်အံ့အားသင့်ကဝမ်းသာသွားသည်ဝတ်စုံကအဆင်ပြေရလားဟုမင်းသားကမေးတော်လဲအန်နာမှာပျော်ရွှင်မိအစားသူမကဲ့သို့လူသက်သမားလူတိုင်းယုံရှာကြသည့်မိစ္ဆာဆုံးမတယောက်ကိုအဘယ်ကြောင့်ခိုလုံခွင့်ပေးရသည်နည်းဟုဒေါသတကြီးပြန်မေးခွန်းထုတ်ပြီးမင်းသားကသူမကိုအံ့အားသင့်စေမည့်စကားတစ်ခုပြောလိုက်သည်သူသည်ထို့သောအမြင်မျိုးမရှိကြောင်းဆုံးမများနှင့်မိစ္ဆာဆွမ်းအားဆိုသည်မှာအတိတ်ပဲမရှိသောစကားများသာဖြစ်ကြောင်းပြောသည်လူတွေကသူမ၏အရေးပါမှုကိုနားမလည်သောကြောင့်ကြောက်နေကြခြင်းသာဖြစ်သည်ဟုသူကရှင်းပြသည်ထို့နောက်သူမ၏အပြစ်အနာအစာများရှိလင်ကစားသူမကိုလက်ခံကြောင်းလက်ကမ်းပေးကသူမ၏ဆွမ်းအားကိုကောင်းမွအန်သောနေရာတွင်အသုံးပြုတတ်အောင်တင် जा ပေးမည်ဟုကတိပေးလိုက်သည်အိမ်ထဲသို့ရောက်သောအခါအန်နာသည်သူမ၏မိတောက်ဆွမ်းအားများကိုချက်ချင်းလေ့ကျင့်တော်သည်သို့သောမိတောက်များကထိန်းချုပ်မရဘဲဟိုဟိုဒီဒီပြတ်လွင့်နေသဖြင့်မင်းသားမှာဆွမ်းအားထိန်းချုပ်မှုကိုတင် जा ပေးရန်မှာထင်ထားသည့်ထက်ပိုခက်ခဲမည်ကိုသိလိုက်ရသည်ထို့ပြင်ဆွမ်းအားသုံးပြုတိုင်းသူမ၏အဝတ်စားများမှာလောင်ကျွမ်းသွားပြီးဗလာချင်းဖြစ်သွားသဖြင့်နှစ်ဦးသားစိတ်အနှောက်အယှက်ဖြစ်ကြရသည်ကံကောင်းသည်မှာမင်းသားကအဝတ်စားအပုံများကိုကြိုတင်ပြင်ဆင်ထားခြင်းပင်ဖြစ်သည်ထိုအချိန်တွင်အဖိုးကြီးကအရေးကြီးသတင်းတစ်ခုနှင့်အတူအမောတကောပြေးဝင်လာသည့်ဤနှစ်တွင်မိစ္ဆာများ၏လှုပ်ရှားမှုသည်ထင်ထားသည့်ထက်လပေါင်းများစွာစောစီးစွာစတင်နေပြီဟုသူကတုံတုံရင်ရင်နှင့်သတင်းပို့သည်မင်းသားမှမူမိစ္ဆာလာများ Monster Demons အကြောင်းကိုလုံးဝမသိတော့လဲလူတိုင်းကြောက်လန့်နေသည်ကိုမြင်သောအခါပို၍စိတ်ဝင်စားသွားသည့်စောင်းရသည့်ပထမဆုံးနှင်းကြပြီးနေဝင်ချိန်တွင် Dragon Spine တောင်တန်းမှငရဲတကားများပွင့်လာတဲ့ကြောင့်အဖိုးကြီးကရှင်းပြသည့် Border Town သည်ကာကွယ်ရန်မလွယ်ကူသဖြင့်လူတိုင်းပေါင်းစံခံတပ်သို့ထွက်ပြေးကြရမည်ဟုဆိုသည်ထိုငရဲတကားများကိုမြင်ဘူးသလားဟုမင်းသားကမေးရအဖိုးကြီးကမမြင်ဘူးကြောင်းထိုတောင်တန်းသည်အလွန်အန္တရာယ်များပြီးမိစ္ဆာလက်ထဲကြားရောက်သူသို့မဟုတ်ဆုံးမများသာထိုနေရာကိုတွားရောက်နိုင်ကြောင်းပြန်ဖြေသည်မိစ္ဆာများနှင့်တိုက်ရိုက်တွေ့ဘူးသလားဟုမေးသောအခါတွင်လည်းအဖိုးကြီးကမတွေ့ဘူးကြောင်းသာဆိုသည်လူတိုင်းနှစ်စဉ်နှစ်တိုင်းထွက်ပြေးနေရသောကြောင့်ဤနယ်မြေ၏စီးပွားအားရေးမှာမတိုးတက်ခြင်းဖြစ်ကြောင်းမင်းသားနားလည်သွားသည်ဝမ်ဆန်ခံတပ်ကမိစ္ဆာများကိုတွန်းလှန်နိုင်ရင်မင်းတို့သည်မအောင်နိုင်သောအရာများမဟုတ်ဟုမင်းသားကတွေးတော်ပြီးမိစ္ဆာများကိုကိုယ်တိုင်ရင်ဆိုင်တိုက်ခိုက်လိုစိတ်ပြင်းပြလာသည်အဖိုးကြီးမှမူထိတ်လန့်သွားပြီးဝမ်ဆန်ခံတပ်တွင်ကြီးမားသောတိုင်းများနှင့်အထူးတပ်ဖွဲ့များရှိကြောင်းဘော်ဒ်ထောင်းမှမူဝမ်ဆန်ခံတပ်အတွက်ကြိုတင်သတိပေးစနစ်ဖြစ်တာတည်ရှိကြောင်းရှင်းပြသည်သို့သောမင်းသားကစိတ်မပြောင်းဘဲမိစ္ဆာများနှင့်တိုက်ခိုက်ပူသောဒေသခံစစ်သည်များကိုစုစည်းရန်အမိန့်ပေးလိုက်သည်နေကင်းဘက်တွင်မင်းသားနှင့်အန်နာတို့မုံစားရင်းစကားပြောကြသည်မင်းသားကမိစ္ဆာလာများအကြောင်းကိုမေးရအန်နာကဝမ်းနည်းဖွယ်လေတံဖြင့်ရှင်းပြသည်မင်းသားတို့ကဲ့သို့လူကုန်ထံများအတွက်မဟုတ်တော့လဲတာမန်လူများအတွက်မူဤအချိန်သည်ငရဲကြတဲ့ကဲ့သို့နှစ်စဉ်ရင်ဆိုင်နေရသောအိမ်မက်ဆူကြီးဖြစ်သည်သူမ၏ဖခင်ကဲ့သို့တပ်ထုတွင်လှုပ်သားများသည်တစ်နှစ်ပတ်လုံးတူးဖော်ရရှိသမျှကိုဝမ်ဆန်ခံတပ်သို့ပို့ဆောင်ကလာမည်နှင့်အတွက်ရိတ်ခါနှင့်လဲလှယ်ကြရသည်ထိုမိစ္ဆာလာများအတွင်းတွင်လူတိုင်းဝမ်ဆန်ခံတပ်တွင်ခိုလုံကြရသည်တစ်နှစ်တွင်မိစ္ဆာလာများမှာလေးလဆက်တိုက်ထိကြာမြင့်ခဲ့ပြီးဝမ်ဆန်ခံတပ်ရှိအရာရှိများကရိတ်ခါများကိုမတရားခွဲတမ်းချခဲ့ကြသည်အင်အားကြီးသူကအားနည်းသူကိုနှိပ်စက်သည့်ထိုဖြစ်ရဆူများကိုနားထောင်ပြီးနောက်မင်းသားမှာစိတ်မကောင်းဖြစ်ကနောင်တွင်မိသူများဤသို့ထပ်မံမခံစားရစေရန်လှုံ့ဆော်ပေးမည်ဟုအန်နာကိုကတိပေးလိုက်သည်ထို့နောက်မင်းသားသည်အကြံပေးဘော်ရုံနှင့်အတူမိစ္ဆာများအကြောင်းသိရှိသူ၃ဦးနှင့်တွေ့ဆုံသည်ယင်းတို့မှာကင်းလက်စစ်သည်နှစ်ဦးနှင့်မိစ္ဆာများကိုကိုယ်တိုင်တပ်ဖူးသည်ဟုဆိုသောမူဆိုရလက်စ်တို့ဖြစ်ကြသည်မိစ္ဆာများသည်တာမန်တရိษံများဖြစ်တော်လဲအစိတ်ငွေများကြောင့်ကောင်းကျန်းသူများဖြစ်လာကြခြင်းဖြစ်ကြောင်းသူတို့ကရှင်းပြသည်မုံဂျင်မျိုးနွယ်စုမှ RNXC ကမိစ္ဆာဝက်ဝံနှင့်ဝန်ပလွေများကိုတပ်ဖူးကြောင်းယုံကြည်ချက်ရှိပြောဆိုသည်ထို့အပြင်ပြန်တန်းနိုင်သည့်မျိုးဆက်မိစ္ဆာများ hybrid types မှာအန္တရာယ်ရှိဆုံးဖြစ်ပြီး long zone ခံတပ်ကိုပင်ဒုက္ခပေးနိုင်ကြောင်းသူကတတိပေးသည့်ဤအချက်များကိုသိရှိပြီးနောက်မင်းသားက border town တွင်ပင်စောင်းခိုရန်နှင့်မျိုးရိုးအသစ်တိဆောက်ရန်ပြတ်သားဆုံးဖြတ်လိုက်သည်စစ်သူကြီးကမျိုးရိုးတိဆောက်ရန်တစ်သက်လုံးကြာနိုင်သည်ဟုကန့်ကွက်တော်လဲမင်းသားကအချိန်မီမပြီးစီးပါကစုတ်ခွာမည်ဟုကတိပေးကသူ့ကိုစိတ်အေးစေခဲ့သည်တစ်ဖက်တွင် Great Castle တတိယမင်းသမီးကားရှေဝင်းဘုံတွင်သည်သူမ၏ Black Sail ရေတပ်အင်အားဖြင့်ထီးနှန်းကိုသိမ်းပိုက်ရန်ကြံစီနေသည်သူမသည်စတုထမင်းသားကိုအစိတ်ခတ်တက်ရန်ကြိုးစားခဲ့တော်လဲမအောင်မြင်ဟုထင်နေပြီးသူဝမ်ဆန်ခံတပ်သို့ရောက်လာချိန်တွင်တက်ရန်ထပ်မံစီစဉ်နေသည်ဇလန်းမှာ Border Town သို့ပြန်လည်ရောက်ရှိလာပြီးအန်နစယာဖြစ်သူခေါ်အကြောင်းကိုပြသသည်သူသည်အပြစ်မဲ့သောအန်နာကိုစုံမဟုဆွဆွဲခံရခြင်းနှင့်အုပ်ချုပ်သူများ၏အကျင့်ပြတ်ချစားမှုများကြောင့်စိတ်နာကြီးနေသူဖြစ်သည်သူ၏တပည့်မလေးနန်းနာလည်းနန်းနာကဲ့သို့အသက်ခံရမည်ကိုစိုးရိမ်နေသည်ထိုအချိန်တွင်မင်းသား၏အလုတ်သမားခေါ်ယူသည့်ကြေညာချက်ကိုမြင်သောအခါယင်းသည်ချ၏တင်းကျပ်သောဥပဒေများမှလွတ်မြောက်နိုင်မည့်မျှော်လင့်ချက်တစ်ခုအဖြစ်သူမြင်မိသွားသည်မင်းသားသည်မျိုးရိုးကိုအမြန်ဆုံးတိဆောက်နိုင်ရန်အတွက်ဘီလက်မြေဆမ်မတ်ကိုအသုံးပြုရန်စီစဉ်သည်ဤကဘာတွင်ဘီလက်မြေကိုမတိကျသေးတော့လဲမင်းသားသည်သူ၏အင်ဂျင်နီယာအသိပညာနှင့်အန်နာမီတောက်ဆွမ်းအားကိုပေါင်းဆက်ကဘီလက်မြေထုတ်လုပ်ရန်ကြိုးစားသည်အန်နာအကူအညီဖြင့်အပူချိန်ကိုထိန်းညှိကဘီလက်မြေကိုအောင်မြင်စွာထုတ်လုပ်နိုင်ခဲ့သည်ဘီလက်မြေ၏ခိုင်ခန့်မှုကိုမြင်သောအခါစစ်သူကြီးနှင့်အန်နာတို့မှအံ့အားသင့်သွားကြသည်မင်းသားကဤနည်းပညာသည်လူနေအိမ်များဆောက်လုပ်ရန်နှင့်တဘာဝဘေးအန္တရာယ်များကိုကာကွယ်ရန်ဖြစ်ကြောင်းဆုံးမများသည်လူသားမျိုးနွယ်အတွက်အကျိုးပြုနိုင်သောယတနာများဖြစ်ကြောင်းသက်သေပြလိုသည်နောက်တစ်နေ့တွင်မင်းသားသည်အလုတ်သမားများကိုစူးစီးကာဘီလက်မြေအမြောက်များကိုစတင်ထုတ်လုပ်ပါတော့သည်